နိုင်ငံခြားရောက်ပြီးမှဆုံးရှုံးလိုက်ရတဲ့တငယ်ချင်းတွေအယမ်းကိုများလာကြတယ်နိုင်ငံခြားရောက်ပြီးကျွန်တော်သတိထားမိတဲ့အရာတစ်ခုပေါ့တငယ်ချင်းတွေပျောက်သွားရတဲ့အကြောင်းရင်းအများစုကစိတ်ထားကြောင့်မဟုတ်ဘူးပတ်စံကြောင့်တချို့ကခဏပဲချေးပါဦးလို့ပြောတယ်ကိုကအခြေအနေကြောင့်မပေးနိုင်ရင်စိတ်ဆိုးသွားတယ်တဖြည်းဖြည်းအဆက်အသွယ်ပြတ်သွားတယ်တချို့ကိုပေးလိုက်ပြန်တော့လေလာအနေငယ်ကြရင်ထပ်တောင်းလာပြန်တယ်မပေးနိုင်တဲ့အချိန်ရောက်တော့အရင်လိုမဟုတ်တော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်နားလဲသွားတာတခုရှိတယ်နိုင်ငံခြားရောက်နေတဲ့သူတွေကတငယ်ချင်းကိုမခင်လို့မပေးတာမဟုတ်ဘူးလွယ်လွယ်နဲ့ရထားတဲ့ပတ်စံမဟုတ်တာကြောင့်ပါမနှက်အစောကြီးထားပြီးတနေ့8နာရီ10နာရီတခါတလေ12နာရီအထိအလုပ်လုပ်ရတယ်ကိုနေမကောင်းတဲ့နေ့တောင်အလုပ်မနာရဲဘူးမိသားစုနဲ့ဝေးနေပြီးအထီးကျန်တာကိုမျိုးသိပ်ထားရတယ်တခါတလေခောက်ဆွဲတထုပ်နဲ့ညစာပြီးသွားတဲ့နေ့တွေလည်းရှိတယ်ဒါတွေအားလုံးကိုဖျက်ကျော်ပြီးမှလက်ထဲကိုရောက်လာတဲ့ပတ်စံမှာဒါကြောင့်နည်းနည်းလေးပဲလေးဆိုတဲ့စကားကနိုင်ငံခြားရောက်သူအတွက်တကယ်တော့နည်းနည်းလေးမဟုတ်ဘူးသူ့ရဲ့အချိန်သူ့ရဲ့ပင်ပန်းမှုသူ့ရဲ့အနာဂတ်ထဲကတစ်စိတ်တစ်ပိုင်းဖြစ်နေတယ်တငယ်ချင်းစစ်ဆိုတာပတ်စံပေးမှကြံနေတဲ့သူမဟုတ်ဘူးအခြေအနေကိုနားလည်ပေးနိုင်တဲ့သူပဲဖြစ်တယ်တကယ်လို့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတယောက်စီကအကူအညီတောင်းရတော့မယ်ဆိုရင်မတောင်းခင်သူပေးဆက်ထားရတဲ့အရာတွေကိုအရင်စဉ်းစားပေးပါတခါတလေပတ်စံမပေးနိုင်တာကမကူညီချင်လို့မဟုတ်ဘူးသူ့ဘဝကိုသူဆက်ထိန်ထားဖို့လိုနေလို့ပါ